လောကကြီးမှာကိုမျက်ရည်ကိုထုတ်ပေးမဲ့သူထက်မျက်ရည်ကျအောင်လောက်မဲ့သူတွေကပိုများတတ်ပါတယ်။ကိုတွဲခေါ်မဲ့လက်တွေထက်တွန်းချမဲ့လက်တွေကပိုပြီးပေါများနေတတ်သလိုချီးကျူးမဲ့ပါးစပ်တွေထက်ကဲရဲမဲ့ပါးစပ်တွေကလည်းပိုပြီးအတန့်ကျယ်နေတတ်ပါတယ်။ကိုရဲ့အောင်မြင်မှုကိုဝမ်းမြောက်ဝမ်းသာကြိုးဆိုမဲ့သူထက်မနာလိုဝန်တိုပြီးအတိုက်ခံလုံမဲ့သူတွေချစ်တဲ့မျက်စိနဲ့ကြည့်သူထက်မုန်းတဲ့မျက်စိနဲ့ကြည့်သူတွေကသာပိုပြီးများပြားနေတာပါတကယ်တော့ဒီလောကကြီးထဲမှာကိုနောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူတွေကအစင်သင်စောင့်ကြိုနေကြတာမို့ဘသူကကိုအပေါ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုသာအကောင်းဆုံးချစ်အောင်အမြဲတမ်းစူးစမ်းနေဖို့လိုပါတယ်ကိုကောင်းမွန်အောင်တိဆောက်ထားနိုင်ဖို့ကတာအဓိကအကြဆုံးပါပဲမိမိကိုယ်တာမိမိကိုယ်ခွေရဆိုတဲ့အတိုင်းပတ်ဝန်းကျင်ကထွက်ပေါ်လာတဲ့ချီးကျူးတန်တွေကြောင်းမှလည်းတာယာမနေပါနဲ့ကဲရဲ့ရှုပ်ချတန်တွေကြောင့်လည်းစိတ်တန်မကြပါနဲ့ကိုယ့်ရဲ့အရေးအချင်းနဲ့ကိုယ့်ရဲ့လမ်းကြောင်းကိုတာရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ပါလှုပ်ရှားရှိရာကိုပြည့်ပြည့်သားသားလုပ်တင်ယူစရာရှိတာကိုအမြဲတင်ယူပြင်ဆင်စရာရှိတာကိုလည်းအချိန်မီပြင်ဆင်ပြီးလူဖြစ်ရာကျိုးနဲ့တဲ့ဘဝတစ်ခုပိုင်ဆိုင်အောင်အာတုံခရိုဆိုင်စူးစမ်းသွားကြပါလို့တိုက်တွန်းလိုက်ပါတယ်